မျောနေမီအဖေပြန်ရောက်မဲ့နေစီတငယ်ချင်းညကစားတဲ့ရုပ်ကအကောင်းစားတွေချီစပိန်လေးငါစီအပေါ်အောင်တီလေးလွမ်းမီအဖေပြန်လာခြင်းကိုချင်းချင်းတွေ့မိနေကြာခဲ့ပြီအဖေကဘယ်မှမသိအိမ်မှာလူတယောက်ရောက်နေသည်တကောင်ရန်ထဲကျွန်တော်တယောက်ထဲပုံမြင်တွေလည်းမရှိတိတ်တိတ်လေးဆွေပြန်လာခြင်းကိုချင်းချင်းတွေ့မိနေရင်ငိုနေပြီကြာခဲ့ပြီအဖေကဘယ်မှမသိအိမ်မှာလူတယောက်ရောက်နေပြန်လာပြီတိုက်လာပြီလာတာထိုင်ပါဦးတာသူကဦးလာမောင်နဲ့မမေနဲ့ဟိုးရင်ကလေးကတိလာတာသူကလည်းအခုမမေတို့နဲ့တူတူဒီအိမ်မှာတူတူနေကြမှာတာရဲ့ဟောတားရဘာဖြစ်နေရလဲအခုဒီအိမ်မှာဖေဖေရယ်မမေရယ်တားလေးရယ်သုံးယောက်ထင်းနေတယ်နော်ကဲပါကိုလာမောင်ရေဟုတ်တာအဝိစားလဲပြီးတော့နားလိုက်အောင်လေနော်ဘယ်မှမသိအိမ်မှာလူတယောက်ရောက်နေသည်ပြင်ဆင်စရာရှိရတယ်ပြင်ဆင်ပြီးပြီဆိုတော့အကိုဘာထပ်ဖြစ်ကျင်သေးလဲသူစားဆိုပါသူစားကလည်းအကိုသဘောပါရှင်အမေအခန်းထဲတားဖြစ်စီရောပြီးတော့ဖေးဖြစ်စီရောဘယ်ရောက်သွားဟုတ်အဲ့ဒါလေးတာဘာမှစိတ်မပူပါနဲ့တာရဲ့တားပစ္စည်းတွေကိုစတိုခန်းထဲမှာတေချာသိမ်းပြီးထားတယ်နော်တားကိုကောင်းစီခြင်းလို့ဖေခန်းတည်တည်လုပ်နေတာဟုတ်တယ်တာရဲ့မမေတို့အိတ်ခန်းလေးသွားကြည့်ကြရအောင်နော်ဒါသားနေရမယ်အခန်းတစ်ပဲတာမမေနဲ့တားဖေဖေဦးလာမောင်တို့ကဒီခန်းလေးကိုတည်ချာချာလေးပြင်ပေးထားတာဖေဖေကတားကြိုက်နေတဲ့အယုတ်တွေအများကြီးဝယ်ထားပြီဟောမပါရင်းကြကားယုတ်တွေရောစေယုတ်တွေရော
တာကြက်ရလားအော်တာဟိုမှာလွယ်ရေးတွေဝယ်ပေးထားရနော်အဖေ ဟဲ့ကောင်မင်းတာဘာလုပ်တာအခုမင်းဖေကမင်းနာမရှိတော့တာမဟုတ်တော့ဘူးငါမင်းဖေနေရရောက်နေပြီကွာမင်းငါ့ကိုမစော်ကားနဲ့နော်အခုမင်းဖေတပ်ပေါ်မှာလဲပြီးကျန်လာယူမင်းထွက်သွားကြားလားဒါဖေဖေပြောတာနားလေလား တားရေ လာလာတော့တားရေနေမြေသွားမလားမေးလာကွာအသေးလေးမှာတားလေးရေဟိုတားဖေဖေကတားကိုကောင်းစေချင်လို့ပြောတာပါတားတားပစ္စည်းလာယူရလားလာတားစုဘူးလေးမင်းမင်းတည်ပေးမယ်လားသွားကြမယ် ကိုမိမတကယ်ဖြစ်သွားပြီဆိုတော့ကိုလုံးချင်တာလုပ်ရရပြီနော် ကိုကလည်းတိတ်မဆိုးနဲ့နော်ဟိုဘက်မှာတားလေးရှိရဲ့ ဟာမကြားတော့ပါဘူးသူအိမ်နေလာပြီသူ့ဖေသူ့ခါရင်ကိုရီဝေးရတယ်အခုတူနေရဆိုတော့ မမေ အကူတားလေးနိုဘာကြီးလားမသိဘူးကိုကဘာကြည့်နေရလဲအကူမစိုးနဲ့နော် သူစားကိုရမ်းနေရတာ လွမ်းတာပေါ့အများကြီးလွမ်းတာပေါ့ လွမ်းနေဆိုတာကွာ အကူကလည်း ကိုငေါင်းနဲ့တူပြန်မလဲဟာဒီကောင်ဘာထားလဲဟာ ဟာ
ဟာဒီကောင်ငါတို့ခေါ်နေအောင်မသိကြအောင်ဆောင်ရတယ်ဒါငါတို့ဘာငါတို့တူတူသွားမယ်ငါသားလေးလိမ်မာလိုက်တာပြေးစရာနာတော့ဖေဖေကသားကိုဘသူလဲမပေါင်းစေချင်ဘူးဖေပြောရင်လွဲခဲ့တယ်အဲ့ကောင်ကြီးကြည့်ကြည့်လိုက်တကောင်မှချိုးပြတဲ့ကောင်တွေဟဲ့ကောင်ဖေပြောနားမထောင်ဖေပြောသေချာနားထောင်ကြားလားအပေါင်းတင်မကောင်းရင်ကိုပဲပြည့်စည်ဒုက္ခကိုအပေါင်းတင်ကြောင့်ဖြစ်တာနောက်ဆုံးတော့ထားခဲ့တယ်မဟုတ်ဘူးလားဒါဒီလိုနားလေအမေတားဝင်လေရှော့ပေးပါအောင်ဘာမှမရှော့ဘူး အော်အေးမေကိုပေး ဟာကိုဝီဒီကိုရှောရမယ်လေမိဝေတဲ့တလုံးခိုင်းတော့မိမိရဲ့အိမ်လုံးတွေလည်းလောက်ပါသေးတယ်သူပြင်မှန်းမှာပေါ့ဘာကလေးမဟုတ်ဘူးဖေးပြောနားလေလားမိသူ့ပြင်ပြဒီရဒါကိုတောင်းရင်ကိုရင်နော်တာကိုကိုပကံစိတ်တက်နေပြီလား ဟုတ်စိတ်တယ် မိသားလေးတော်လိုက်တာမျောနေမီအဖေပြန်ရောက်မဲ့နေစီတငယ်ချင်းညကစားတဲ့ရုပ်ကအကောင်းစားတွေချီစပိန်လေးငါစီအပေါ်အောင်တီလေးလွမ်းမီအဖေပြန်လာခြင်းကိုချင်းချင်းတွေ့မိနေအိမ်မှာလူတယောက်ရောက်နေသည်တကောင်ရန်ထဲကျွန်တော်တယောက်ထဲပုံမြင်တွေလည်းမရှိတိတ်တိတ်လေးဆွေအဖေနဲ့မိတဲ့ပုံလေးကအဲကနေရာမှာချမ်းဆောင်လို့နေတာ
မျောနေမီအဖေပြန်ရောက်မဲ့နေစီတငယ်ချင်းညကစားတဲ့အယုတ်ကအကောင်းစားတွေချီစပိန်လေးငါစီအပေါ်အောင်တီလေးလွမ်းမီအဖေပြန်လာခြင်းကိုချိန်ချိန်တွေ့မိနေကြာခဲ့ပြီအဖေကဘယ်မှမသိအိမ်မှာလူတယောက်ရောက်နေသည်တကောင်ရန်ထဲကျွန်တော်တယောက်ထဲပုံမြင်တွေလည်းမရှိတိတ်တိတ်လေးဆွေအဖေနဲ့မေတ္တာပုံလေးကအဲကနေရာမှာတစ်ချမ်းဆောင်လို့နေတာ